အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာကိုရွှေတူဖြစ်ရဲ့ကြာလေးလေးကောင်းလေးလေးဆိုတဲ့ရုပ်ပြဝတ္ထုလေးကိုဖတ်ပြပေးတော့ချစ်ပါတယ်ခင်ဗျာပြောပါရစေကြာလေးလေးကောင်းလေးလေးအမည်ရှိကာတွန်းစာအုပ်ဒီကာတွန်းကိုရွှေတူပြည်ကိုယ်တိုင်လုံးလဝရိယစိုက်ထုတ်ပြီးရေးထားသောစာအုပ်ဖြစ်ပါသည်ဤစာအုပ်ထဲတွင်ပါရှိသည့်ဇာတ်လမ်းများကိုအသုံးပြုခွင့်ပေးသောဆရာဖေလင်းတဲ့ဟောဒီလော်ဂီဟာသားများမျက်နှာပုံးကပါဒီဇိုင်းပြုလုပ်ပေးသောကာတိုစိုးဆန်ဝင်ဖိုးနိုင်လင်းကွန်ပျူတာနှင့်ဝိုင်းဝန်းကူညီသူများအားလုံးကိုထူးကျေးဇူးတင်ရှိပါသည်ပြည့်ပြည့်ဝဝရေမောပြောရှင်ခြင်းသူများကာတွန်းကိုရွှေတူပြည်ရဲ့အပီးပြင်းရေးဆွဲထားတဲ့ကာတွန်းစစ်စစ်ပြားကိုအမှန်ကန်ရွေးချယ်အားပေးဖတ်ရှုနိုင်ကြပါသည်ခင်ဗျာပုံစီစဉ်သူကြားလေးလေးကောင်းလေးလေးကိုမြေကြီးတယောက်လမ်းထိပ်မှာမြေကြီးဘေးရင်ဆိုပြီးဆိုင်းမအကြီးကြီးတင်းဘေးရဟောခန့်ဖွင့်လာတာဘာကြသေးလို့လဲသူရဇာရောမခေါ်မအီတလီဟုတ်ပေါင်းသူရဇာဘောမတော့ဤဆိုခြင်းကြောင့်ထောပြီးလို့သာမှတ်ပြီးရောစာကလေးဘေးတင်ကျွေစေးဘေးတင်ရှောက်သီးစေးပြားဘေးတင်ကွန်ပျူတာဘေးတင်ဘာဘေးတင်ညာဘေးတင်ခက်စားနေချိန်မှာကိုမြေကြီးကမြေကြီးဘေးတင်ဆိုတော့တကယ်ထူးကြပြီပေါ့ဆရာကြီးဦးမြေကြီးနိုင်ငံခြားပြန်ရောက်နေပြီတဲ့ဟာဟေးပေါ်တာပဲငါအကျွေးတွေတွားတောင်းရမယ်အကျွေးမရပဲနိုင်ငံခြားပါလာတဲ့အိတ်ဆိုင်မီပိုးတွေပဲရနေရင်ဒုက္ခပဲနာမည်ကြီးဗေဒင်ဆရာတယောက်ဖြစ်တာနဲ့အညီလူစိတ်ဝင်စားခြင်းခံရတာမဆန်းပါဘူးကျမတို့သိကျင်တာလေးတွေမေးမြန်းခွင့်ပြုပါဆရာဗေဒင်ထိပ်သီးဦးမြေကြီးရဲ့လို့နာမည်ကြီးနေတဲ့မြေကြီးဗေဒင်ဆရာတဦးနဲ့အင်တာဗျူးကျင်လို့ပါဗေဒင်မေးမဲ့လူလားလို့ငါနဲ့ဆရာကြီးဦးမြေကြီးရှင်ဟာဦးမြေကြီးဆိုတာရှင်းမဟုတ်ဘူးလူတေချာကြည့်ပြီးမှပြောပါရှင်ပြုကဒီတစ်ပင်မတည့်ရဲဘူးတီးခံပါဆရာဦးမြေကြီးခမညာဆရာအင်တာဗျူးကို TV ကနေထုတ်လွှင့်မှုအတွက်စီစဉ်နေခြင်းဖြစ်ပါတယ်ဆရာလို့ထင်ရှားတဲ့ဗေဒီပညာရှင်ကြီးအကြောင်းတနိုင်ငံလုံးကသိရှိစေခြင်းတဲ့သဘောပါဗီဒီယိုရိုက်နေတဲ့ဟင်ဟာဆရာဘယ်ကိုထွက်ပြေးရလဲမျက်နှာချေသွားလိမ့်လိုက်အောင်မယ်ဟာโอเคလေဒီပဲဆရာကစိတ်သိမ့်မြန်တယ်နော်ခုတော့ထုံးမုံအိပ်ပေါ်မှောက်လျက်လဲခဲ့ပြီမဟုတ်လားမျက်နှာကြီးတစ်ခုလုံးဖွေးနေတာပဲဟဲ့မျက်နှာချေကုန်နေလို့ကလေးပေါင်ကြားတဲ့ထဲကိုခြံထားတဲ့ဝိုင်အိုလက်ပေါင်သားတွေလူးလာတာဟာဂျုံမုံကြော်ညာရိတ်မလို့ထင်တယ်မြောက်ဖြူကြီးဖြစ်သွားပြီရှင်းမုံတော့ငါနဲ့ကွာဒီလိုနဲ့အင်တာဗျူးကိုစားလုပ်ဖို့ဖြစ်ခဲ့တယ်မြေကြီးဈေးကောင်းနေတဲ့အချိန်ကဦးမြေကြီးဘယ်ရောက်နေပါလဲဗေဒင်ပညာရဲ့အတေအနက်ကိုဝရိတက်ပြီးစူးစမ်းဖွေးရှာမယ်လို့ဟုတ်ကဲ့စိတ်ကူးသာရှိခဲ့တာလူကမြေကြီးပေါ်ကတဖွားမှမခွာခဲ့ပါဘူးကွယ်ဖျားဟုတ်ကဲ့ခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ဆရာနာမည်ကိုဦးမြေကြီးလို့မှဲ့တာအကြောင်းတစ်ခုတော့ရှိမယ်ထင်ပါတယ်စူပါပဲဗျာနော်ဟုတ်ပါတယ်ကလေးမတွေးဆသလိုပါပဲရှေးဘဝကနေနောက်ဘဝတိုင်မဟာပထဝီမြေကြီးဆိုတာတည်တတ်နေမှာမြေကြီးလက်ခတ်မလွဲပါဘူးတွင်ကြမ်းမဲမောင်စကြဝဠာရဲကြောင်အံကာဘူးတို့နဲ့မိုးလုံးကျော်တို့လိုကင်းကောင်အဲ့လေကောင်းငင်ဆန်တဲ့နာမည်တွေခက်စားနေချိန်မှာလူသားအလုံးရဲ့အားထားရာကဘာမြေကြီးကိုကိုစားပြုကျင်တာနဲ့မောင်မြေကြီးဆိုပြီးတကိုယ်တဲ့လူမျိုးတို့ကြီးလုံနေခဲ့တာပါပဲကွယ်ဟုတ်ကဲ့ခုလိုနေအောင်ကွယ်ဦးရဲ့အဖေမဆုံးအဲ့လေအဖေမဆုံးသေးဘူးအဲ့တော့မြေဆိုတာဘာနဲ့လဲကလေးမှသိမှာပဲဟိုလေရှင်ဘုတ်စောဘွဲစောအိမ်သားစောနန်းတတ်ပါတယ်မြေဆိုတာဘာမှကြာတာပဲနန်းဟဲ့ဘဲနဲ့ကွယ်တီဦးလေနောက်ဖေးလမ်းချက်ကမြေလားလို့ကြာတာပရိယကြာကိုယူမယ်မှတ်ထားတော့ကငါတတင်းလာနဲ့လာကိုယူမယ်မှတ်မိရနော်ကြီးရအောင်ကွယ်ဘာနာမည်သိကြရဲ့လားဟဲ့ကြီးစွန်နန်းလေကွယ်ကြာနဲ့လာပေါင်းလိုက်တော့ကြာလာလေးကောင်းလေးဆိုတဲ့မြေကြီးရဲ့ကောင်းကျိုးတရားတွေကိုလူသားတွေမမေ့အပ်ဖို့တတိပေးတဲ့သဘောလို့မှတ်ကွယ်နော်ဒုက္ခပါပဲဖေးကိုမြေကြီးတယောက်မိုက်ခရိုဖုန်းကိုကိုင်ရင်းနဲ့အစိုးရတန်းပွေလေးရဲ့ဟိုတချင်းကြားဘူးကြမှာပေါ့ပေါက်သွားကြပြီကြာလာလေးဟေ့ချစ်တဲ့စိတ်ကခိုင်မြဲလေးလောက်ပါအောင်စိတ်ပေါက်ပြန်သွားပြီထင်တယ်အချစ်ဦးရေဟေးနားထောင်ပါလေတဲ့မှာတယောက်တည်းဟေးဆွဲမြေချစ်မလေးဟာတော်ပြီခမယောနိုင်ငံကျော်တယောက်ဆိုပြီးအထင်ကြီးနေတာဒီထက်ယူဘောလောက်လာရင်တိမခံနိုင်ဘူးဗျစောဒီနော်
TV မှာကြော်ညာကြားပြတ်ဝင်တယ်လို့မျိုးခွန်းလို့ပေးကြပါဗျာခွဲမလို့ဘူးအားလုံးကလေးစားတဲ့ပုံကိုကြီးဆိုပြီးခမ ्या တကူတကအင်တာဗျူးလာလို့တာခုတော့ထင်ထားတာနဲ့တခြားစီပဲသွားမယ်ငါတတိလဲလို့ဖြစ်သွားတာငါအတွက်မဟာမကြီးပဲ TV ရိုက်တဲ့ဘွဲ့ပြန်သွားတော့ငင်းငယ်ပြီးကြံခဲ့တဲ့သူကကိုမြင့်ကြီးရဲ့ဘောအော်ဖြစ်မှာဖြစ်ရလေတကယ်တော့ကိုမြင့်ကြီးကိုဇက်ယူထားချိန်မှာဘယ်နဲ့ခန့်နဲ့ဆန်းရှင်ပြီးမွေးလာတယ်မသိဆိုင်တန်ဘုံတန်ကြားရင်ကကျင်ခုံကျင်တာကငယ်ငယ်လေးကလေးသာဝါဒနာအရွယ်ရောက်လာတော့အရက်ထဲမှာဇက်ပွဲနတ်ပွဲမှန်သမျှကိုမြင့်ကြီးမပိုင်မပြီးတလောက်အဲ့ဒီကတဆင့်တက်လို့မိုက်ခရိုဖုန်းကိုမြင်ရင်ကိုင်ကျင်စိတ်ကပေါက်လာတယ်ကိုင်ပြီးတာနဲ့တရှင်းတစ်ပုတ်လောက်မှမဆိုရရင်မနေနိုင်ဘူးဆိုတာတရက်ကွက်လုံးကသိကြပြီးသားငါရဲ့အစ္ဆဒဝါဒနာကငါ့ကိုဒုက္ခလာလာပေးသွားတာပဲဟူးငါလူကောင်မဆိုထားနဲ့ကဘာကျော်ပုဂ္ဂိုလ်ကြီးတွေတောင်ဒုက္ခရောက်ဘူးသေးတာဖြီးသားပါတယ်ဒီမဲဆရာအမလီဟောကန်ပိတ်ပြီးရစ်ပုံးတိုင်ချီတဲ့တော့မလို့လားဆရာဟုတ်ပါဘူးဆရာမှတ်မိပါရဲ့နော်လွန်ခဲ့တဲ့တလားလောက်ကလာမေးဘူးတယ်ဟင်းဟင်းအာမှတ်မိပြီညီမေဦးမဟုတ်လားဟေဟုတ်ပါတယ်ဆရာရဲ့ကျမသားလေးကိုဆရာဘေးတင်တွတ်ပြီးလိုက်တာလေအားလုံးကွတိမှန်လို့လာကြောကြတယ်ဆိုပါတော့မလိုပါဘူးကွယ်ဆရာကခုနှစ်သားသမီးတွေကယ်နေတာပဲဟာမှန်တာဟောလို့ဟောမှန်ရဲ့စီမယ်မမှန်ရင်ငွေပြန်အမ်းမယ်ဆိုတဲ့မြေကြီးဘေးတင်မြေကြီးဆိုတာငါဒါဆိုကျမစီကဆရာဟောကငွေ900ယူထားတော့ခု450ပြန်ပေးတယ်နဲ့ဆရာဘာကျမလေးအိမ်သားကကွန်ပျူတာနဲ့ဘေးတင်တွတ်ပေးပါမယ်ဆိုတဲ့ဆရာအောင်တန်းညွတ်စီပါတော့မမေးပဲဆရာစီလာမေးတာဆရာသိမှာပါကျမသားလေးကိုတလားအတွင်းတွေးထွက်တန်ယူဖြစ်ကိမြင်တယ်လို့ဆရာဟောလိုက်တာလေဆရာစီကပြန်လာတော့ကလေးဘိုက်ထဲတန်တွေယူတာမှအပုံလိုက်ပဲဆရာအဲ့ဒီတစ်ချက်တော့မှန်သွားပါတယ်ဒါပေမဲ့ခုတလားပြည့်ပြီတွေးထွက်တာကိုမမြင်ရသေးဘူးဘာထိခိုက်ဒဏ်ရာမှမဖြစ်တော့အဲ့ဒီတစ်ချက်မှားတာပေါ့ဒီလောက်ကမြင်းကြောထားတဲ့မြောက်လုံးဘာထိခိုက်ဒဏ်ရာမှမရသေးဘူးဆိုတော့ဒါကြောင့်ဘေးတင်ဟောကတဝက်ပြန်ပေးတင်ပါတယ်ကျမကမုတ်ဆုံးပါပါဆရာရဲ့ဟင့်ထွက်ပြေးဖို့မကြိုးစားပါနဲ့ဟာဘာလို့တာလဲကျမပိုက်ဆံပြန်မရလို့တော့ဆွဲမိဆွဲရဆွဲထားမှာပဲမလွတ်ဘူးလွတ်ဟဲ့အာဒုက္ခပါပဲထွက်ပြေးတာမဟုတ်ဘူးငါဆေးရွက်လိုက်လမ်းကောက်တာတီဦးလေပတ်စံမပေးပဲထွက်ပြေးရလားလို့ခွေးတယ်မှာပဲရှစ်ဖို့ကောင်းလိုက်တာနော်ဘေးတင်ဆရာပစိုးကျွတ်ဖြက်လက်ခုဟေးရှစ်ရင်ကျမငွေ450ပြန်ပေးဖို့ဘေးတင်ဟောတာတဝက်ပဲမှန်ပြီဒီမဲ့အမိဒီလိုရှိတယ်တစ်ကရက်2000တောင်းနေတဲ့ခုချိန်ခါမျိုးမှာတကဘာလုံးအကျက်တဲနဲ့ရေးဆိုင်နေရတယ်ဆိုတာသိရလားတိကျမှန်ကန်မှုရှိပါတယ်ဆိုတဲ့ကွန်ပျူတာတွေတောင်ထုတ်ရွေးမှုရှိကုန်ကြပြီလေ Y2K ဆိုတဲ့ပြဿနာကြောင့်ပေါ့အဲ့ဒါနဲ့ဘာဆိုင်လို့လဲကွန်ပျူတာတောင်မှထုတ်ရွေးမှုရှိကုန်ပြီဆိုတဲ့နောက်နစ်ခတ်တာယာဘေးရင်ကိန်းကန်းတွေလည်းအထိုက်အလျောက်လွဲမှာကုန်ကြပြီပေါ့ဆရာဟောလိုက်တော့ကတလားဆိုတဲ့ကာလဟာလည်းအတီးအကျဖြစ်ချင်မှဖြစ်မှာအတိုးအလျှော့နဲငယ်တော့ရှိတတ်နေပြီ Y2K ဆိုတာဘေးရင်ဆရာရထွက်ပေါက်ဖြစ်နေပါလားနောက်တစ်ပတ်လောက်ထိအချိန်ပေးပြီးစောင့်ကြည့်ပါဦးအဲ့ဒီတော့မှမမှန်ဘူးဆိုရင်ဆရာငွေပြန်ရောပဲဂတိတီးပါစေနောက်တနေ့ညနေကိုမြင့်ကြီးတယောက်မြို့ထဲကပြန်လာလမ်းထဲရောက်မှာတော်တော်စော့တဲ့ကလေးပါလားမကြီးကိုင်းကိုဟီလေးခိုးစီးပြီးစော့ရတယ်လို့မတော်ပြုတ်ကြရင်ငါသွားပြုံးမှာဟာမေဦးသားပဲတွားတာလို့မဖြစ်သေးဘူးဒီကောင်ပြုတ်ကြမှာဒဏ်ရာရသွေးထွက်ဟုတ်ပြီလဲထွက်ခဲ့ပြီးမှတွေးတစ်ခုခေါင်းထဲဝင်လာတာကြောင့်ဒီကလေးပြုတ်ကြခဲ့လို့မတော်တဆကျိုးပဲသွားခဲ့ရင်ဒုက္ခိတလေးဘဝရောက်သွားပြီးငါကလည်းခွင့်မလွတ်နိုင်တဲ့အမကြီးကိုကျူးလွန်ခဲ့သူဖြစ်တော့မယ်ငါတသက်လုံးစိတ်ထိခိုက်ရမယ်အဖြစ်မျိုးအဖြစ်မခံဘူးကလေးကိုသုံးမပြီးအိမ်ပြန်လွတ်မှာပဲဟုတ်ဟဲ့ကလေးလိတ်ဟာကိုမြေကြီးပြောလုံးဝမဆုံးသေးဘူးကလေးပြုတ်ကြပါရောလားကြပါဟာဟိုက်ခေါင်းပုတ်သွားပြီမဖြူစေကပုတ်မှာတာကြီးတာလူလေးကောင်းတဲ့ခညာတာကောင်းမှာတွေးနေဘယ်လိုဖြစ်ရလဲတာရဲ့တာကိုဒီဦးကြီးလောက်တာမဟုတ်ဘူးရှင်သိရစပ်ပါလားငွေ450ပြန်မပေးချင်တာနဲ့ကလေးကိုငါမလုပ်ဘူးဟာကျမသားလေးကိုတွေးထွေးအောင်လုပ်တဲ့ဘေးရစရာဦးမြေကြီးလူကျုံမာကြီးပါတော့ရကလို့ရဲ့
ဖြစ်မှဖြစ်ရလေမမေသားလေးရဲ့ကျွသူဟာသူမကြီးကိုင်းစီရင်ပြုတ်ကြတာပါဟဲ့ရှင့်မှာသားသမီးချင်းကိုချင်းစားစိတ်ခေါင်းပါလားကြီးလားသူများသားသမီးကိုမညာတာတဲ့လူရှင်နှစ်ဖူးကိုလေးသိပ်ခွဲရမှကြည်နှံ့မယ်ဟိုးကိုကြောင့်မဟုတ်ပါဘူးအမလေးကြာဗလာအားကိုနဲ့နိုင်မကျင့်ပါနဲ့မမေဦးရဲ့ကျုပ်ဟိုမကြီးကိုင်းခိုးစီးပြီးခမည်းသားပြုတ်ကြတယ်လို့မျိုးအာကျွခမည်းရှိမှကျုံနှစ်ဖူးကွဲတဲ့အထိပြုတ်ကြပေးပါမယ်ကြည်တတ်တယ်မို့လားဘာရှင်ကျွန်တော်ဟာစိုးခံရင်ငှစ်တဲ့လူပါဗျာမမေဦးကိုပေးဖို့မြို့လေးကမိတ်ဆွေစီပါငွေယူပြီးပြန်လာခမည်းကလေးတက်ကိုင်းခိုစီပြီးပြုတ်ကြလို့ဒဏ်ရာရနေတာတွေ့ရနဲ့စီကံလိုက်ဖို့မယ်ကြံတော့ခုလို့ကောင်းထက်နေဟာနေလိမ့်ကြတာဆိုဟုတ်တယ်ဒီမှာမမေဦးကိုပေးဖို့ပတ်စံရော့တာဆိုကြောင့်မေဦးအမကြီးမှားခဲ့ရပြီတောင်းပန်ပါတယ်ဆရာရဲ့ငွေတွေလည်းမေဦးပြန်ပြီးပြရစီနဲ့တော့မေဦးကိုခွတ်လွတ်ပါကလေးရဲ့ဒဏ်ရာကိုဒီငွေနဲ့စေကုတာပေးလိုက်ပါမမေဦးကျွန်တော်စကားနားထွင်ရင်ကျွန်တော်ခွတ်လွတ်ပါမယ်ရော့ပါဆရာကိုမြေကြီးရွှေလျားနေတဲ့အခြေအစုံကိုရပ်ပြီးလှည့်ကြည့်မိတော့မေဦးဆရာမျက်မှန်လိုက်ပေးတာပါဆရာကလေးရောတားကိုဆရာပေးတဲ့ငွေနဲ့ဆရာပြောတဲ့အတိုင်းစေကံပို့ပြီးပါပြီဆရာဒဏ်ရာကိုပြုစုဖို့မေဦးမှာတာဝန်ရှိတယ်ဆရာကျွန်တော်ရဲ့ထိခိုက်ဒဏ်ရာရမှုအတွက်ရော်ကြီးကတိတ်ကြီးမားတယ်မမေဦးကိစ္စမရှိပါဘူးမေဦးလေဆရာကိုတက်တက်လုံးပြုစုပေးတော့မယ်လို့ဆုံးဖြတ်ပြီးပြီဒါဟာနှလုံးသားရဲ့ရော်ကြီးပဲပေါ့ဒါမှမြေကြီးကိုချစ်တဲ့သူပဲအကျွေးဒီအဖြစ်လေးကကြာခဲ့ပါပြီကြာခဲ့ပြီဆိုပေမဲ့ဟိုရှိတုန်းကမဟုတ်ဘူးမြန်မာပြည်နေရာဒေသအတော်များများမှာ9000ပြည့်ဈေးဒီတွေတည်ခဲ့ကြတဲ့အချိန်အခါလောက်ကဆိုပါတော့အာယုံခံတစောင်းဆောက်ဖို့တတိုင်းခတ်ဖို့ဘာလုပ်ဖို့ညာလုပ်ဖို့ဆိုပြီးအလူခံတွေထွက်လာလိုက်ကြတာကျုပ်တို့ရွာကကြီးအလူခံထည့်နေရတာရှုံးတယ်ဗျာကျုပ်တို့ရွာကအလူခံဖွဲ့ပြီးဒီပြင်ရွာတွေကိုအလူခံထွက်ကြဖို့စိတ်မကူးကြဘူးလားကျုပ်တို့ကလည်းတပြန်တလဲအလူခံထွက်ဖို့ချိန်တန်ပြီဒီတော့ကျုပ်ဥဆောင်ပြီးဖះအာယုံခံတစောင်းဆောက်ဖို့လူခံထွက်ကြစို့ကောင်းတယ်ကိုဇော်ဝိတ်ရွာဦးကျောင်းဆရာတော်စီကိုဇော်ဝိတ်ကြီးကိုယ်တိုင်ခွင့်ပြုမိတ်ရဖို့လျှောက်ထားတော့ဒီကိစ္စဘုန်းကြီးသဘောမတူဘူးတကားအလူခံပြီးစည်ရင်မရှင်းကြတာများတော့အလူမခံပဲနေတာကပိုကောင်းလိမ့်မယ်တဲ့နဲ့မှန်လားပါဖះအာယုံခံလေးပြီးအောင်ရွာတကာလှည့်ပြီးအလူခံပါဖះကိုရွာသားတွေကြီးပြန်ခွဲတန်းချရတာပြင်ပန်းလာပါပြီဖះဒီတစ်ခါတည်းပါဆရာတော်လည်းမသားတာရဲ့ဆိုအေးရငွေသုံးငွေစည်ရင်အေးနဲ့စနေတကြလောက်ကင်မယ်ဆိုရင်တော့မဆိုးပါဘူးဟာစိတ်ချပါငွေကြီးဆိုတာရေးကြည့်ပါတဗျာကျွန်တော်အလူခံပလားကင်မှုစိတ်ချရမယ်လူပဲရွေးချယ်ထားပြီးပါပြီတပည့်တော်ရဲ့သမီးနဲ့တူမလေးတွေကိုတာဝန်ပေးထားပါတယ်ဗျာအလူခံထဲပါအောင်ဖိုးချွဲကြီးပုံနေမှာလူဆိုတာဥမတော့မှတီလာစောင့်နိုင်မှာလုံအားပေးဆိုပြီးနေရာတိုင်းခိုင်းရင်အလူခံဖလားတွေကပြန်လိုက်တတ်တာကလားလှူစားတတ်ပါပြီတဲ့ဒီကိစ္စမျိုးမဖြစ်အောင်သူတို့လေးတွေကိုနေတွယ်30ပေးရမယ်လို့စီစဉ်ထားပါတယ်ဖေဟာအလူခံနေဆိုတာလော်တော့ပါအောင်မှာဒါကြောင့်ဘူးမောင်ရဲ့လုံငါပြီးသုံးဖို့ပြောထားပြီးပါပြီဖေဟာဘယ်ကဘူးမောင်လဲဟာတပည့်တော်တာပေါ့ဖေဟာသူ့ကိုတနေ့အစိတ်နှုံးနဲ့ပြောထားတယ်လေဟောတဲ့ပြောတဲ့ရှိတဲ့တပည့်တော်ရောက်ပါအောင်ကြီးကိုလည်းတနေ့15နဲ့ပြောငါရောက်ပါဘယ်ဆိုးလို့လဲဒီမဲ့မင်းတို့ဟာကမိသားစုလူကန်ဇက်တပင်အခွက်ကြီးဖြစ်နေပြီကွာဒါပဲဖြစ်စရင်တီးကြဖို့ပဲလိုတယ်တော့ဒီလိုနဲ့ဇော်ဝိတ်ကြီးတို့လူကန်ထွက်ခဲ့ကြတယ်လေရဲတကရွာတကနှံ့အောင်လှည့်ပြီးလူခံလေးတော့တလားလောက်ကြာသွားတာပေါ့ရွာပြန်ရောက်ကြလို့2လလောက်ကြာသွားတာတောင်ဖះအာယုခံအတွက်လူခံရငွေကိုလာမဲ့အသေးတော့လူလဲပေါ်မလားလူငွေလဲပေါ်မလားပဲနာတော့ဇော်ဝိတ်ကြီးတို့လူခံအဖွဲ့ကိုငါစီခေါ်ခဲ့ကြစမ်းသွားဆရာတော်မလုံးဆန်ရဲရနဲ့ရွာတွေကလူကြီးတချို့ကိုဖိတ်ပြီးဥပုပ်စရဲမှာအလူခံငွေစင်းရင်ရှင်းတဲ့ထုတ်ပြန်မှုအမြန်စီစဉ်လိုက်ရပါရောလားဟောဒီကနာယကဆရာတော်ဖះနဲ့ရွာလူကြီးများရှေ့မှမှာအလူခံအဖွဲ့ရဲ့ငွေစင်းရှင်းတဲ့ကိုကျွန်တော်ဖတ်ကြားလျှောက်ထားပါမယ်ကျွန်တော်တို့အလူခံအဖွဲ့ကြီးဟာဒိုးရွာရဲ့9000ပြည်ဈေးဒီအာယုံခံဆောက်လုပ်ဖို့အတွက်ဆိုပြီးဇွဲလုံးလာဝရိယတွေနဲ့အသက်ကိုဗဒါနာမထားပဲအလူခံထွက်တာအသက်နဲ့ဝေးကြည့်ပါကွာနေပူကျဲထဲမှာအလူခံသမားတွေရဲ့ဘောဟာဖျားနာပြီးတည်သွားနိုင်တယ်ဆိုတဲ့တဘောကိုပြောတာပါဖေယားတလွဲမထင်ပါနဲ့အဘိုးတွေရှောက်ပြောမနေနဲ့
အလူခံရငွေ3ငွေစရင်ကိုရှင်းပြဒါပဲမှန်လားပါစန္ဒာမစောပါနဲ့ဖေဟာအလူခံရရှိငွေစုစုပေါင်း2943ကျပ်ကောက်ခံလို့ရရှိပါတယ်ရှင်ဖေဟာဟာဘယ်ဆိုလို့တော့ဟုတ်ပြီအလူခံဖလားကင်နဲ့မိမပြိုကလေးများလောအားကနဲ့စားတော့စိတ်က1150ကျပ်ဟိုတယ်မှာစားတာဖြစ်ရမယ်တရွာကနေတရွာကိုအခုလဲငါက325ကျပ်တော်ရတာဗောလေပြန်နဲ့မကူးလားလောစပီကငါက985ကျပ်တိသုံးဆွဲပါတယ်ဖေဟာဟုတ်ပါမလားဇော်ဝေကြီးရဲ့ဖေဟာအတွက်ကြံပါမလားကြီးကြပ်ရေးနဲ့စော်ဝေးရေးအဖွဲ့လူကြီး3ဦးအတွက်လောအားစရိတ်690ကျပ်သုံးဆွဲပါတယ်ဖေဟာပြောင်းပါပြီဗျာပြောင်းပါပြီအခုလိုသုံးဆွဲငွေများကိုစုစုပေါင်းပါက2949ကျပ်ကုန်ကြပါတယ်ဖေဟာအလူခံရရှိငွေစုစုပေါင်းက2943ကျပ်ဆိုခြင်းကြောင့်အလူခံဖွဲ့ရဖျားကြီးထံမှရရှိငွေ6ကျပ်ပေါ်ပေါက်ပါတယ်ဖျားပုတ်တော့ထုံငွေ6ကျပ်ကိုဖျားတစ်ဖက်တော့ခိတ္တစိုက်ထားပါသဖြင့်ဂောဘကအဖွဲ့မှပြန်လည်ချီးမြှင့်ပေးသနာပါရန်ရှင်းလင်းလျှောက်ထားပါတယ်ဖျားကောင်းကွာဖျားအတွက်အလူခံထွက်တာဖျားမှကြွေးတင်ရတယ်လို့6ကျပ်တော့မပေးဘူးဒါပဲရမယ်ရော့ဇရနာနှစ်ပါးရွာဦးကျောင်းဆရာတော်ဟာကျွဲနွားတရိษံတွေကိုရိုက်နှင်ညှင်းဆဲတာကိုယုံမောင်းတဲ့ကျောင်းလိုက်ဆရာတော်ကြီးပေါ့စိတ်ကလည်းအလုံးတူရမှာတရိษံဆိုတာလူပြုသမျှခံကြရရှာတာရိုက်နေဖို့နေနေသားသားဆဲရီတိုင်းထွာမှုတော့မပြုသင့်ဘူးလေမှန်ပါတယ်ဖေဟာရွာသားတွေကိုအခွင့်ကြုံရင်ကြုံသလိုနန္ဒီဝိတာလာဇက်တော်ကြီးကိုတရားဟောတဲ့အခါထည့်ဟောလိရှိတယ်ငါ့ကိုဆဲဆိုကြိမ်မောင်ပြောဆိုပြီးခိုင်းနေပုံသားခမရလောင်းအစားရှုံးသွားရှာတဲ့ဒုပြိတ္တမှန်မခေသားကြီးရုံးလိုက်ဆမ်းပါကွာလို့ချိုချိုသားသားပြောလိုက်တော့မှလောင်းအစားလှုပ်ထားတာနိုင်သွားတဲ့ကဲဒီတော့လူချင်းမစိုးထားနဲ့လိန်ကြတဲ့တရိษံဟိုတောင်အတိညာခေါင်းပါတယ်ဆိုပြီးဆဲဆိုကြိမ်မောင်ရိုင်းနေချင်းပြုတ်တင်သလားမပြုတ်တင်ဘူးလားမပြုတ်တင်ပါဘူးရှင်ဗျာအေးကိုရိုင်းလည်းမေတ္တာထားရမယ်မေတ္တာတရားမဲ့သူတွေကိုလည်းဖြောင်းပြပေးဖို့ဘုန်းကြီးမေတ္တာရက်ခံပေးရစီကွယ်နော်မှန်လားပါဗျာတနေ့မှာတော့ဘုန်းကြီးကျောင်းရဲ့မြောက်ဘက်ကဘောအိုင်ထဲမှာလဲတစီဘွဲ့နေပါလေရောဒီလောက်ဘွဲ့များအသားလေးရုံးလိုက်စမ်းမှာဖေသားကြီးရာအတွင်းအားလေးသုံးပြီးရုံးလိုက်စမ်းမှာဟဲ့ရုံးစမ်းဟွန်းရုံးမှာဆိုကမှရှူရှူပေါက်လို့ကောင်းနေပြန်ပြီငါလည်းခွန်းထဲမှာပဲနွားမသားရီဒင်းတို့ကလဲဘွဲ့နဲ့လေကြိုက်လေကိုကွကိုင်းကြိုက်ဦးကွာငါ့ကိုစမ်းတာပေါ့လေကိုင်းကွာတွားခေါ်ခဲ့တယ်ရောက်ပြီဗျာဒီမှာငါမကြိုက်မှန်းသိလို့ငါเจ้าသားမှာလာပြီးတရိษံတွေကိုရိုက်တာနဲ့တာပေါ့လေမှတ်လောက်သားလောက်ရှိအောင်သုံးမရမယ်ကဲကွာကိုင်းကွာမလေးဗျာယတနာနှစ်ပါးကဲတော်မူပါလဲသမားခမရမချိမဆန်ခံစားရတော့ထားဟောပါလေရောဟဲ့တကားမောင်ရင်ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလားဟေ့ဟုတ်ပါတယ်တပည့်တော်ဗုဒ္ဓဘာသာဝင်ပါဖေဟာဖရာယတနာတရားယတနာသံဃာယတနာရဲ့လို့ယတနာသုံးပါးရှိရသားနဲ့ယတနာနှစ်ပါးကိုကွက်ပြီးတားနေရတယ်လို့မှန်မဖေဟာယတနာသုံးပါးလုံးကိုအာကုကျင်တာပေါ့ဖေဟာဒါပေမဲ့သံဃာယတနာကတပည့်တော်ကိုစော်မလို့တီးနေမှာတော့ကျန်တဲ့ယတနာနှစ်ပါးကိုပဲအာကုစရာရှိတော့တာပေါ့အနီးနားမှာကဘယ်ကိုတော့မှလည်းမရှိဘူးလေဟဲ့ဥတူရောခိုင်းမေကျင်းဘယ်ပြောင်းနေတယ်မသိဘူးငါမွေးတီးမြောက်ငါ့ကို6ပယ်ဖြတ်ကိုလည်းပေးရမည်စပုတပြေအတီးကျွင်းမိုးမြေကိုလည်းရစ်ရမည်ဘာရီအော်ဟစ်ပြီးရုပ်ဖတ်လေရလဲဥသူတော်ရဲ့မှန်ပါတပ်ပုံချင်းပြုစုဖို့စီစဉ်နေတာပါဖေဟာမကြခင်တပည့်တော်ရေသာပြုစုတော်မူသောတပ်ပုံချမ်းကြီးထွက်ပေါ်လာတော့မှာဖေဟာကြည့်နေဟုတ်မှလည်းလောက်ပါဥသူတော်ရဲ့ပြောမဲ့သာပြောရတယ်ဥသူတော်ကဉာဏ်ပညာထက်မြင့်တဲ့ပုဂ္ဂိုလ်ဆိုတော့ကျောင်းကိုလာတဲ့တက္ကတာယကမတွေကိုလည်းဥသူတော်အကြောင်းအမွန်ပြီးခတ်ကြွားလေးမိတ်လေးရှိတယ်ဥသူတော်ကနေနေရမဟုတ်ဘူးကျောင်းတက္ကကြီးရဲ့တပ်ပုံချင်းပြုစုနေပြီလေဟာတင်ဟုတ်ပါလားမြမသာရေးထုံးမှာတပ်ပုံကအဓိကကြလေတော့ဒီကျန်းကိုပြုစုနိုင်သူကခေသူတော့မဟုတ်ဘူးနော်မှန်ပါတယ်ဗျာတပည့်ဖြစ်သူကိုလည်းရိတ်တကြီးကြီးနဲ့ပေါ့တပ်ပုံချင်းပြီးပြီလားအတော်ကလေးခရီးတွေ့နေပါပြီဖေဟာတေချောင်ပြုစုရတဲ့ကိစ္စဆိုတော့ဒါပေါ့ဂီယူတဆိုင်လောက်ကွာ
တနေ့တော့ရွာမှာပွဲလန်းရှိတာနဲ့ရန်နီးရက်ဝေးအာကန်တို့ကိုတော်တွေဧည့်သည်တွေစုံလင်စွာရွာဦးကျောင်းရောက်ရှိနေတဲ့အချိန်ခုလိုမင်းပြိတ်တဲ့လူပုံအလဲမှာငါရဲ့တပည့်ဥသူတော်ကိုပွဲထုတ်လိုက်ရရင်တပ်ပုံကျန်ပြုစုနေတာပြီးပြီလားတပည့်ကျော်ဥသူတော်အောင်မြင်စွာပြီးသည့်ကြောင်းပါဖေဟာနေရာကျလိုက်လေကွယ်ခုလိုပညာရှိမင်းပြိတ်တဲ့တွေစုံလုံးမှာလေးလာရအောင်ဖတ်ပြလိုက်စမ်းပါကွဥသူတော်လည်းသူပြုစုထားတဲ့တပ်ပုံကျန်ကိုအတန်ကြီးအတန်ထားတဲ့အားလုံးရှိမှဖတ်ပြလိုက်ရာစုံလီဆန်းလီခက်တီလိန်တော်လီကိုလည်းတဝိထိုးဗျာဟန်ကြပန်ကြနားထောင်နေကြတဲ့ပြိတ္တကဝါကနေဟာဟာဆရာတော်ရဲ့ကိုယ့်ရဲ့ကြီးကဥသူတော်ကြောပေါ်လွှားကနေပဲတေမတဝိမထိုးရင်ဘာကြီးကိုတွားထိုးရမှာလဲဟဲ့ပိုးချွဲလိုလူရွာထဲကပိုးချွဲကြီးကိုတရကက်ဆေးနေပုံကတော့ဆန်ပါပဲဘယ်လောက်ထိလဲဆိုရင်သူ့ဘိုက်တောင်သူမတထားဘူးဒါကြောင့်လဲတကိုယ်နဲ့လူမျိုးကြီးဖြစ်နေတာပေါ့မိမတော့ယူချင်တာလောက်ကင်ကျွေးရမှာကြောက်တယ်ကိုတယောက်တည်းအတွက်တောင်နိုင်အလုပ်ကိုလည်းမင်မင်ရမလို့အချိန်တန်ရင်ရွာထဲကပေါင်းတင်းတွေအိမ်မက်ခြေဦးလဲဖို့ပြင်တော့တာပဲမနေ့ကဇော်ဝေကြီးအိမ်ဒီနေ့အောင်ကြီးအိမ်ကလည်းထမင်းစားချိန်ဧည့်သည်လုပ်ပြီးတွားတဲ့နောက်တနက်စာတစ်တာရင်နဲလားရွာထဲကမိန်းကလေးရှင်မိဘတချို့ကဖိုးချွဲကြီးကိုတမက်တော်ဖို့စဉ်းစားကြပါသေးရဲ့ဖိုးချွဲနဲ့ပေးစားလိုက်ရင်စီးပွားတော့တက်မှာမဟုတ်ပေမဲ့ငကိုရှိပြီးသားစီးပွားတော့မရုပ်ရော့မှတေးကြတဲ့လောက်ပဲဖျားစီးပွားရေးလုပ်တယ်ဆိုတာသူများအိတ်ထဲကငွေကိုကိုယ့်အိတ်ထဲရအောင်ပြောင်းယူတဲ့သဘောမဟုတ်လားမောင်ဖိုးချွဲကသူ့အိတ်ထဲကပတ်စံကိုအထိမခံပဲသူများစီကရတဲ့မြောက်အကုန်ယူတတ်တဲ့အစားပဲသမီးလက်မထနိုင်ဘူးသူနဲ့ရရင်စားကြတာမစားရသုံးကြတာမသုံးရနဲ့ငါပြက်ပြီးတေးမှာပဲဗါရဲ့နိုင်မွေးတို့လူရှိပါတယ်ပြောနေတာအိမ်မှာထမင်းချက်အောင်ဟာဒီလူကြီးကခုတလို့စံသေးကြီးလို့ဆိုပြီးနေလေသာထမင်းတက်နက်ကိုလှက်တယ်နင်းနေဗိုက်ဆိုင်ရင်ရေတော့တယ်တော်တော်စားရင်ပဲလော်သွားတယ်တိတ်စာမှာမုံဝယ်စားတာလို့ဦးတော့အောင်ကပြောတာပဲဈေးရောက်တဲ့မိန်းမတွေတောင်သူ့အိမ်ရှိကဖြတ်မလျှောက်ရဲဘူးဈေးကိုကုတ်ကတ်စစ်ပြီးဝယ်တယ်လို့တဲ့ချွတ်နေပြီးရှောက်မှာပဲအဲ့ဒီဖိုးချွဲကြီးကိုယူရမယ်ဆိုရင်တော့တမီကိုတက်တွေပြစ်လိုက်မယ်တိလားရွာထဲကကောင်မလေးတွေအတက်ကိုဖိုးချွဲကဲထားတာနော်ဖိုးချွဲကလည်းဖိုးချွဲပါပဲတိတ်စားတဲ့တနေ့အိမ်ရှိထွက်ပြီးမုံတယ်မျောနေမိတဲ့အချိန်အဲ့ဒီကစိတ်ချိုလူတယ်လာပါအောင်ဘလောက်ဖို့လဲမြည်ကြည့်အောင်မယ်လေဟာနင်းဆက်ချိုနူးကလည်းခွေးအံဘတ်လောက်တော့မကောင်းဘူးဘာဒါတော့ကိုကြိုက်ရပေါ့ခွေးအံဘတ်ကြိုက်တဲ့သူကခွေးအံဘတ်ပေါ့ဈေးတဲ့ဒေါ်လာထွက်ပြီးဈေးတောင်ကိုဆွေကနေမပြန်သွားတော့တယ်ငတ်ပြီအိုးဒီတိုင်းနေလို့မဖြစ်ဘူးမိုးကြော်အိမ်ကိုသွားပြီးတူးချစ်ထားတဲ့ဟင်းသုံးလေးပဲမြည်လိုက်ရင်စာပြေတော့တယ်ဖြီးမှရေတော့ဘိုက်မောက်နေလိုက်ရုံပဲဝါဆိုဝါကောင်းပါလေရွှေမိုးလေးတွေညိုတော့ချစ်တင်းတော့ကြတာတွေအိုးချစ်တင်းတော့ကြတာတွေမိုးကြော်ရှိတယ်အပိုင်မဲဖြူမီကိုတတိရတယ်ဟရီဘယ်သူကိုတတိရနေတာလဲမိုးကြော်ကြီးရဲ့ဟာဖိုးချွဲအမေဟင်းနာလေးကမှုေးလို့ဘာဟင်းတွေချက်ထားပါလေအရင်ကတည်းကမိုးကြော်အိမ်ကိုဖိုးချွဲကြီးမကြာခဏရောက်လာတတ်တယ်မိုးကြော်ချက်ထားတဲ့ဟင်းသုံးလေးပတ်နှိုက်စားပြီးစကရောဖော်ရောနဲ့ပြန်ထွက်သွားလေရှိတယ်ငါတငယ်ချင်းဟင်းချက်တိတ်ကောင်းတာပဲခုလဲဖိုးချွဲရောက်ရှိတာချင်းကမိုးကြော်ချက်တဲ့ဟင်းကိုနှိုက်စားခြင်းလို့ဆိုတာမိုးကြော်သိတာပေါ့ဘာဟင်းနေလဲဟာမိုးကြော်ရဒီနေ့တော့တင်ကြီးပဲချက်ထားတယ်အေးအသားဟင်းဆိုတာမဆလာနံလေးတင်းနေမှာကောင်းတာကွာပြောဆိုဟင်းတစ်ဖက်ယူမိလိုက်တယ်အာအရသာရှိပါတိတ်ကောင်းတာပဲကွာပြီးတော့သူ့စီမံချက်အတိုင်းဟင်းသုံးလေးပန်ကောက်ဝါးလိုက်ပြန်တယ်ဟင်းကြီးကလည်းချိုးနေတာပဲဒါဝတ်သားဟင်းတော့မဖြစ်နိုင်ဘူးကျုပ်ဝတ်သားမစားတာ6လရှိသွားပြီအေးလေငါသိပါတယ်မင်းရွာထိပ်ကကလမလေးနဲ့သမီးစားဖြစ်တဲ့နေရစားပြီးစကားကိုပြင်းပြောစမ်းကွာမလို့ဟိုအိန္ဒိယမာလေးဟုတ်တယ်နော်ဟင်းအေးဟုတ်ပြီကိုင်းပြန်အောင်မယ်ကွာတကယ်ချင်းကြွပြန်လို့မဖြစ်သေးဘူးဘာဟင်းလဲဆိုတာသိပါရစေရောဒုက္ခပါပဲတအိုးလုံးပြောင်းမဲ့ကိန်းတင်ကြီးကိုစီပြန်ချက်ထားတာပါလို့ပြောနေတာ哦နေပါဦးတင်ကြီးဆိုတာဘာလဲကွာဘာတင်ကြီးလဲငါမွေးထားတဲ့တင်ကြီးလေးမနေ့ကကားတိုက်လို့တည်သွားတာနဲ့ပေါင်နေဆောင်ဖြက်ပြီးချက်ထားတာဟောကက်စီးတာနေတာယွန်နှက်လိုက်တာသူ့ပြင်မရှိဘူးဘာဖြစ်နေရလဲမိုးကြော်ကြီးရဲ့ဖို
ကိုချွဲကြီးနှမျောတတ်တာကိုပဲနိုင်ယူပြီးနောက်ပြောင်နေကြတာမကောင်းပါဘူးဦးစော်ဝိတ်ဘာသီးလို့လဲတို့ကတော့ပစ္စည်းတင်ခါရလူတင်ခါရလို့ခံယူထားတော့ဘာမှမတွေ့တာဘူးဟဲ့မှတ်ထားမို့ကျော်ပြိုးဦးစော်ဝိတ်ခမရနွားကိုကားတိုက်လို့ဗျခုလေးတင်မယ်ဘယ်မှာလဲငါနွားကိုတိုက်တဲ့ကရော်ပေးရင်ပေးမပေးရင်မလွယ်ဘူးနွားနဲ့ကားရွာကဝေးပြေးလမ်းမကြီးနဲ့ပဲမနီးမဝေးမှာတိရှိတယ်ကားတွားလာအင်မတန်ကျဲတယ်တနေ့ကုန်လုံးမှာကားတစ်စီးစနှစ်စီးစတာဖြတ်သွားဖြတ်လာတွေ့ရတတ်တယ်လေဟိုတစ်ချိန်လုံးကပြောပါတယ်မိလောက်ရောလောက်ရှိမှတစ်စီးတစ်လီလောက်တွေ့ရတဲ့ကားကိုနွားဆိုတဲ့တတ္တဝါတွေကရှိတယ်လို့တော့မထင်ကြဘူးလေဘေးဟိုကားသမားတွေကလည်းလမ်းရှိသဘောဆိုပြီးကားကိုထိတိုင်းမောင်းလို့မဖြစ်ပြန်ဘူးကားလမ်းဘေးမှာအုပ်လိုက်တန်းစီချီတက်လာတဲ့ကျွဲနွားတွေတွေ့ရင်ကားဆရာခမရဘေးရန်ကြည့်ပြီးတတိရှိစွာမောင်းဖို့လိုလာရောငါ့ဦးထေကတကောင်တလေးနွားစိတ်ပြောက်ပြီးကားလမ်းမပေါ်ပြေးတက်လာရင်ဒုက္ခပဲဟူးအသေးအချတတိထားတဲ့ကြာဟိုက်နွားတကောင်တိုက်မိပါဟာအတော်ပစ္စည်းတော့ပါလားကားဆရာချင်းမကင်မိလက်မကင်မိဖြစ်တာဗောခမရန်ကားနဲ့တိုက်ခံရလို့ဘုံဘုံလဲနေတဲ့နွားကိုတော့မကြည့်ပဲဘာဝေးလဲကြောင်ဘက်လုံနေရတာလေအယောမပေးပဲထွက်ပြေးမယ်တော့စိတ်မကူးနဲ့နော်ဘာကွမင်းနွားကိုမင်းဂယူးမဆိုင်လို့အခုလိုကားနဲ့တိုက်ခံရတာစမ်းသလားငါကားပစ္စည်းသွားတာတော့မင်းတို့ရော်ပေးအောင်မယ်ဟိုဟာကျုပ်တို့ရော်ပဲဒီကိစ္စကျုပ်တို့ရွာနားမှာဖြစ်ပွားတယ်ဆိုတာသတိထားအောင်ဟိုဗျာရွာလူကြီးစီလိုက်ခဲ့အမေတရွာလုံးနဲ့တယောက်ဆိုတဲ့ပုံနဲ့မချိန်ချောင်းနဲ့မင်းတို့ရွာလူကြီးအိမ်ကြမှာဆင်းရင်ရှင်းမယ်လားအဲ့ဒီအချိန်ကရွာရဲ့တကြီးမရနည်းနည်းရမဟုတ်ရွှေဆွလေတော်ရနှလုံးမြူတလက်တော်ရထားတဲ့တကြီးပေါ့တဲ့ငါကြေးရွာအတွင်းမကြုံမှုထူးခဲ့တဲ့ဖြစ်ရက်ကနေနဲ့ရရက်ကမှကြားလို့မတင်တော့ပေဘူးဖြစ်ကြောင်းရဲ့ကုံစင်အောင်တကြီးကိုရှင်းပြလိုက်တော့မှအေးကျွန်ုပ်သဘောပေါက်ပြီခုချိန်ရစားပြီးနွားနဲ့ကတရားစီရင်ခန်းကိုစလိုက်ကြသို့ရဲ့ကဲဘလို့စီရင်မယ်ဆိုတာကိုစိတ်ဝင်စားတဲ့ရွာသူရွာသားတွေကလည်းတကြီးအိမ်ဝင်ထဲမှာပြေးလို့ပဲကားမောင်းတဲ့ကားဆရာကကျွန်တော်ပါခင်ဗျာနွားပိုက်ရှင်ဘယ်မှာလဲရောမပေးရင်ကောင်းခဲနဲ့ထုမယ်ဇော်ဝိတ်တဲ့တဝိတ်ပဲရှိတယ်ချမယ်ယူကြောင်မူးကြောင်နဲ့ခုမှဘယ်ကြောင်ကပေါ်လာတယ်မသိဘူးဇော်ဝိတ်တိတ်ဆန်းချစ်ချင်းအပြောင်းလဲမြန်လိုက်တဲ့ဇော်ဝိတ်ကြီးအမလေးတကြီးမင်းကျွန်တော်ဖြစ်ကိုဒီလိုပဲကြည့်နေတော့မှလားတကြီးရဲ့ကျွန်တော်နွားလိမ္မာလေးမရှိတော့ဘူးဒီနွားလေးကိုကာလာပေါက်စေးတဲ့3-4စပို့ပေးရတောင်မှကျွန်တော်မယောင်းလိုက်ဘူးကျွန်တော်တို့လင်မယားရဲ့အိမ်တော်ဦးလက်ဖွဲလိုက်တဲ့နွားလေးမို့လေကျွန်တော်တို့လင်မယားဒီနွားလေးကိုတန်ရောစင်ဖြစ်ပြီးကြီးပြင်းအောင်မွေးရတာပါဒီလိုနွားမျိုးလေးခုနေဘလို့ပြန်ရမှာတဲ့တော့တကြီးရဲ့နောက်မိမတယောက်ထပ်ယူလိုက်ပေါ့ဒါမှနွားတကောင်လက်ဖွဲထပ်ရမှာခမညာဘာစကားပြောရလဲကိုထိပ်ပြောင်မင်းမဲလက်ဖွဲတဲ့နွားလိုချင်နေဆိုကွာကျုံမိမမိနီငုတ်တုတ်ကြီးရှိပါသေးတယ်ဗျာတပင်လဲမှတပင်ထူကြဆိုရဲ့လို့ကျုပ်တို့လင်မယားဂတိစကားချွေထားတာဗျာကျုပ်ကိုနောက်မိမထပ်ယူခိုင်းတာရက်ဆက်လာသည်လားကိုထိပ်ပြောင်ငါနာမည်ကိုမြေကြီးကိုထိပ်ပြောင်လို့မခေါ်နဲ့ကွာတိတ်ကြစမ်းဒါဖျားပွဲအတွက်ဇက်တိုက်နေတာမဟုတ်ဘူးဘဲနဲ့ခုနှစ်တန်းကြီးဟစ်ပြီးတို့နိုင်ငံဟာလေယာစိုက်ပျိုးရေးကိုအဓိကထားပြီးလောက်ကင်တဲ့နိုင်ငံပေါ့တို့လေသမားတွေဆိုရင်မြေကြီးကရွှေသီးအောင်နွားနဲ့ဖဲ့ပြီးရုံးကန်ခဲ့ရတာဘိုးစဉ်ပေါင်းစဉ်ကြရပဲပြည့်ရိတ်ကဖူလုံရဲ့အတွက်ထိုးရင်စိုက်ပျိုးကြရမှာလေသမားတို့တစ်ခုလုံးအတွက်ကမရှိမဖြစ်နွားပဲကားဆိုတာမနေ့တနေ့မှာပေါ်ပေါက်လာခဲ့တာဆိုတာညင်းကြမလို့ဘူးငကိုကလေးကရှိခဲ့တဲ့နွားတတဝါကိုနောက်မှပေါ်လာတဲ့ကားကဦးစားပေးကိုပေးရမှာထုံးစံပဲကွမှတ်ထားဟုတ်တယ်မှန်တယ်ရွာသားတွေကလည်းတကြီးရဲ့ဆုံးဖြတ်ချက်ကိုသဘောကျကြတယ်ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်ပေါ်ကားเสียကျင်းနေလိမ့်မယ်လို့ကျွန်ုပ်ယုံကြည်ပါတယ်မကျင်းဘူးလုံးဝမကျင်းဘူးတကြီးမင်းဒီကိစ္စကျွန်တော်မတရားဆွဆွဲခံရတာဗျမတရားဆွဆွဲခံရတာငါဆုံးဖြတ်ချက်ကိုလက်မခံတဲ့တဘောလားကွာဟေးမျက်နှာမဲပေါင်းချင်းတော့ဒီပညာတွေငါသင်ပေးလိုက်ရတာခုဆိုကဘာကြောနေပြီကွာအေးလေဒါဆိုလဲကျုပ်ဘက်ကတင်ပြစရာလေးတွေရှိသေးတယ်စကားကိုရှိတယ်ဟောဒီမှာကျွန်တော်ရဲ့ကားမောင်းလိုင်စင်နိုင်ငံတော်တိမှတ်ပြုနော်အဲ့ဒါဘာလို့ရမှာလဲဩရောတရားမပါလို့လိုင်စင်ကိုအပေါင်းတဘောမျိုးထားခဲ့ခြင်းနဲ့ပေါ့လေno မြန်မာနိုင်ငံတနက်တလျဘယ်လမ်းမှာပေါ်မဆိုကားမောင်းခွင့်ပြုထားတဲ့လိုင်စင်ကျွန်တော်မှရှိပါတယ်ဒီနွားဟာကားလမ်းမပေါ်ပြေးတက်လာဖို့လိုင်စင်ရှိရင်ပြပါ
လမ်းစဉ်မရှိပဲကားလမ်းမပေါ်တက်လာတာဆိုတော့သူ့မှားပဲမွေးမေလေးကျွန်တော်ကရော်ပေးစရာမလိုတဲ့အပြင်ကားပစ္စည်းမှုအတွက်အရော်ပြန်ပေးဖို့သူ့မှာတာဝန်ရှိပါတယ်ဟိုက်နွားပိုင်ရှင်တယောက်တည်းကမရော်ပေးနိုင်ရင်ဟောဒီကရွာကနေစုပြီးရော်ပေးရင်ရတော့ပါတယ်တို့တော့မပါဘူးပြဿနာလာကြပြီလက်မလာပြီးနားထောင်နေကြတဲ့ရွာသားတွေချက်ချင်းဆိုသလိုကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ကြတော့တယ်ဇော်ဝေကြီးကမရှိကြပါဘူးမောင်ရင်ရဲ့ဒါကြောင့်ကိုမြေကြီးကလည်းခွင့်ရေးရတော့ဩဝါဒတွေပေးနေလိုက်သေးကျုပ်ကရော်လိုချင်တော့မဟုတ်ပါဘူးခမရတို့ရွာသားတွေစီကံရှိဖို့လိုတယ်ဆိုတာပြောချင်လို့ပြောပါစီမင်းစည်းကမ်းဥပဒေပေါင်းအတွင်းနေထိုင်ကြည်ညံခြင်းကဘေးကင်းရန်กว่าစိတ်ချမ်းသာရမှာမလွဲဘူးဟုတ်ကဲ့ပါကိစ္စပြည့်ပြတ်ပြီမို့ကိုမြေကြီးတယောက်တကြီးနဲ့ရွာသားတွေကိုနှုတ်ဆက်ကကာမောင်ထွက်ခွာသွားပါတော့တဲ့ကွယ်ဟုတ်ကဲ့အဆုံးထိနားဆင်ပေးကြတဲ့ဆွေတော်မျိုးတော်ပေါင်းကျန်းကန်သားလို့မှာကြပါသည်ခင်ဗျာ